အားလုံးပဲမင်္ဂလာပါမင်းညကတော့လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲအဖြစ်ခရစ္စတယ်ဘဲလစ်အသင်းနဲ့ချယ်ဆီအသင်းတို့ကစားတဲ့နေရာမှာချယ်ဆီကခရစ္စတယ်ဘဲလစ်အသင်းအိမ်ကွင်းမှာ 3-1 ရလက်နဲ့ဂိုးပြတ်အနိုင်ယူပြီးတော့မှပရီးမီးယားလိပွဲစဉ်23မှာလည်းရမပြည့်ယူနိုင်ခဲ့တယ်ဆိုတော့ဒီနေ့ပွဲအတွက်တော့နေပြရိုဆန်နီယာအတွက်ဗောလေကျွန်တော်တို့ appreciate လုပ်ရမယ့်အခြေအနေဖြစ်လာခဲ့ပြီ။ဘာကြောင့်လဲဆိုတော့သူကင်တွယ်တဲ့9ပွဲမှာအာဆင်နယ်တင်းနဲ့ကိုအရင်နေပြီးတော့မှပြိုင်ပွဲစုံ4ပွဲဆက်အနိုင်ရထားတဲ့အနေအထားကိုစွမ်းဆောင်နိုင်ခဲ့တာဖြစ်တယ်။ဒါပြင်ကျွန်တော်တို့ဒီ9ပွဲမှာတိုက်စစ်က73ဂိုးထိရှာဖွေထားနိုင်ပြီးတော့မှဒါဟာတပွဲပြတ်မြသွေးကို2ခုလောက်ရလာတယ်ဆိုတော့အနေအထားဖြစ်တယ်လို့ခံစစ်ကတော့ဒါကျွန်တော်တို့ဗောလေ9ပွဲမှာ9ဂိုးထိပေးထားပြီးတော့မှတပွဲပြမြတကူလောက်ထိပေးထားတဲ့အနေအထားကြောင့်မလို့ခန်းစစ်အတွက်တော့စိုးရိမ်စရာအနေအထားလေးတွေတော့ရှိနေတဲ့အနေအထားဖြစ်တယ်။ဆိုတော့မနေ့ကပွဲမှာတော့ overall performance ရကြည့်မယ်ဆိုရင်ကျွန်တော်တို့ဗောလေ Chelsea က possession ရတော့ထိန်းပြီးတော့မှတစ်ဖက်က Crystal Palace တင်ကိုကစားနိုင်ခဲ့တယ်။ဒါပေမဲ့လို့တချို့သော chance တွေအထူးသဖြင့်တော့ဒါကျွန်တော်တို့ပထမပိုင်းကစားပုံကတော့ရုန်းကန်ခဲ့ရပြီးတော့မှဂိုးရဖို့ strike ဖြစ်ခဲ့တဲ့အနေအထားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ Crystal Palace တင်ကChelsea ရဲ့ channel တွေဖြစ်တဲ့တစ်ဖက်ကပတ်သက်တော့ Astri Bao တို့ကိုဒါကျွန်တော်တို့ player marking 2ယောက်လောက်ထိပိတ်ဆို့ပြီးတော့မှ area foul ထဲမှာ chance မပေးရအောင်အကောင်းဆုံးပိတ်ဆို့ကစားသွားနိုင်ခဲ့တဲ့အနေအထားကြောင့်မလို့ Chelsea ရဲ့ side တွေကအခက်တဲ့ side တွေ present တွေကျွန်တော်တို့ဘယ်လိုမှထွက်မလာတဲ့အနေအထားဖြစ်ခဲ့တယ်ပထမပိုင်းမှာတော့ Chelsea အသင်းသက်ဆိုင် Crystal Palace အသင်းက expected ဘဲလို့ရောကျွန်တော်တို့ဗောလေဒါရှုထွန်ထားခဲ့ရပိုရခဲ့တယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ဒီ aggressive stance နဲ့တစ်ဖက်က Chelsea အသင်းခန်းစစ်ကစားမှဖြစ်တဲ့ Max Cucurella side ဘက်ကနေဒါနေမွန်းကြီး Brandon Johnson အပါအဝင်မာတေးသားတို့တောက်လျှောက် threat လုပ်နိုင်ခဲ့သလို 1+1 ကျော်ဖြတ်မှုတွေလည်းအောင်မြင်ခဲ့တဲ့အနေအထားတွေ့ခဲ့ရတယ် Chelsea ရဲ့ခန်းစစ်ကအဲ့ဒါတချို့ရှိခဲ့ပြီးတော့မှဘာရီယာရှိကကျွန်တော်တို့ဗောလေအယောင်ယောင်မနဲ့ France တွေလွဲမားခဲ့တဲ့အနေအထားတွေကြောင့်မလို့ဂိုးပေးရနိုင်ခြေရှိတဲ့အခွင့်အရေးတွေတစ်ဖက် Crystal Palace တွေကရခဲ့တဲ့အနေအထားဖြစ်တယ် Robert Sanchez နဲ့တူတချို့ Suns တွေက financial ဘိုင်းအားနေခဲ့လို့ဒါ Chelsea ကစောစီစီဦးဆောင်ကိုမပေးရတဲ့အနေအထားဖြစ်တယ်34မိနစ်မှာတော့ဒါကျွန်တော်တို့လူငယ်ကစားမဖြစ်တဲ့ Astri Bao က counter attack ကပဲတကူတော့ဆွဲပြေးပြီးတော့မှဒါကျွန်တော်အဆုံးသတ်ခဲ့လို့Chelsea ကပထမပိုင်းမှာ1-0နဲ့ဦးဆောင်ဝင်ရခဲ့တယ်ဒုတိယပိုင်းမှာတော့မဖြစ်မနေသွင်းကိုရဖို့လိုအပ်လာတယ်ဒီပြကကျွန်တော်တို့ကစားသမားတွေကိုတိုက်စစ်ပြီးတိုက်စစ်လိုက်နေရင်ကပဲမိနစ်50မှာဂျောက်ပတ်စရိုကကျွန်တော်တို့ဒါနောက်ထပ်ပေါ့လေတွင်ကိုတကူထပ်ရခဲ့ပြီးတော့မှ64မိနစ်မှာအဇိုဖာနတက်ကဒါခရစ္စတယ်ဘဲလစ်တင်ကစားသမားလက်ထိခဲ့တဲ့အတွက်ဘူယာဆုံးဖြတ်ချက်ခံယူပြီးတော့မှဒါကျွန်တော်တို့ပင်လယ်ဒီအဆုံးဖြတ်နဲ့တတိယမြောက်ဦးဆောင်ကိုထပ်ရခဲ့တယ်ဒီနောက်ပိုင်းမှာတော့ Chelsea အသင်းဘက်ကတိုက်စစ်တဲ့ဆိုင်ရင်ပွဲကိုထိန်းထားဖို့ပို့ပြီးတော့မှအာယုံဆိုင်ခဲ့ပြီးတော့မှအသင်းရဲ့ဒီဘက်ဖြစ်တဲ့ Rossania ကအဓိကကစားသမားတချို့ကိုအနာပေးခဲ့တယ်အထူးသဖြင့်တော့ Napoli အသင်းနဲ့ Champions League ကစားမဲ့ပွဲစဉ်အတွက်လိုအပ်တဲ့ကစားသမားတွေအနာပေးခဲ့ပြီးတော့မှအရန်ကစားသမားတွေနဲ့ပွဲထုတ်ခဲ့ပြီးတော့မှကျွန်တော်တို့ဒါ88မိနစ်မှာတစ်ဖက်က Crystal Palace တင်ကဒါခေါင်းတိုက်တွင်းကိုနဲ့ခြေပါကိုထပ်ရခဲ့ပြီးတော့မှပွဲပြီးမှာတော့ကလပ်တင်းကြီးတွေကစားခတ်တဲ့ Crystal Palace ရဲ့အိမ်ကွင်းမှာ3-1 ရလက်နဲ့ဂိုးပြအနိုင်ယူပြီးတော့မှ Premier League ပွဲစဉ်23မှာတော့ရမပြည့်ယူနိုင်ခဲ့တယ်ဆိုတော့ညီကိုတို့အနေနဲ့ရောမင်းညကကစားခဲ့တဲ့ Chelsea နဲ့ Crystal Palace အသင်းရဲ့ပွဲစဉ်ကဘယ်ကစားသမားတွေရဲ့ performance ကိုရှင်းတဲ့သဘောကျမှုရှိလဲဘယ်ကစားသမားတွေရဲ့ performance ကတော့လိုအပ်ချက်တွေရှိနေသေးလဲအောက်က comment box မှာလောလောစွာမှတ်ချက်ပေးခဲ့နိုင်ပါတယ်ဆိုတော့ကြည့်ရှုပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်